ရာဒီမှာပဲပေါ်တယ်ရာဒီစာချမောင်သီးလေးကိုမြေပဲလေးနဲ့ထောင်းပြီးတော့ပဲစီအေးလေးနဲ့ဆန်ပြီးထမင်းလေးတွေကိုမြုပ်ပြီးစားလိုက်ရင်အိုးရှယ်ပဲကျမတို့အရင်တော့အိမ်မှာထမင်းချက်တဲ့ညီမလေးတွေကသူတို့တွေထောင်းစားတာကိုကိုကလေကြည့်ပြီးတော့တရေကြနေခဲ့တာကိုမစားတော့မစားခဲ့ရဘူးပေါ့နော်အဲ့ဒါကိုကြည့်ပြီးအဲ့အမြင်နဲ့ကျမလိုက်လှုပ်စားတာဒီနေ့ချိန်ထိပါပဲကဲအခုကတော့ရာသီစာချမောင်ဖူးလေးထောင်းပါမယ်အရင်ဆုံးကျက်သွန်အဖြူနီငရုတ်သီးစိမ်းချမောင်ဖူးတွေကိုမီအေးလေးနဲ့လော်လိုက်ပါတယ်ရှင်မြေပဲကိုလည်းအမုံကျိတ်ဆက်နဲ့ထည့်ထောင်းလိုက်ပါတယ်ဟုတ်ပါဘူးထည့်ကျိတ်လိုက်ပါတယ်ပစုံကြောက်ကိုလည်းအမုံကျိတ်ဆက်နဲ့ထည့်ကျိတ်လိုက်ပါတယ်ရှင်ဒါကတော့တငယ်ချင်းရဲ့မာမီတို့လက်ဆောင်ထောင်းပေးထားတယ်ငပိထောင်းလေးပေါ့နော်ငပိထောင်းတာမို့လို့ငရုတ်စုံမစေးတော့ပဲနဲ့ခုနလှော်ထားတဲ့ချမောင်ဘူးကျက်သွန်အဖြူနီငရုတ်သီးစိမ်းကိုဆက်ပြီးတော့ထောင်းလိုက်ပါတယ်ခုနကျိတ်ထားတဲ့မြေပဲနဲ့ပစုံကြောက်မုတ်ရဲထဲပြီးတော့အရသာနေနဲ့စားအချိုမုတ်ကြားထည့်ပြီးတော့ထောင်းပါတယ်ကျမအဲ့ဒါကိုမရိုက်ပစ်လိုက်ဘူးပေါ့နော်ကဲထောင်းပြီးသွားပြီဆိုရင်ပဲစီမွမွေးလေးကိုစီအီနေအောင်စမ်းလိုက်ပြီးသွားရင်တော့အနံ့အရသာနဲ့ပြည့်စုံပြီးတော့ချိုးချင်းစိတ်လေးလည်းပါနော်မြေပဲပါတော့စိတ်လေးနဲ့အရသာအရန်ကောင်းပဲ